အသုံးမဝင်တဲ့ paper စုပ်တွေကိုဒီလိုပြန်သုံးပါတယ်ဟုတ်ပါတယ် paper စုပ်တွေကရေထည့်ဖို့လောက်ပဲသုံးဝင်တာဆိုပေမဲ့အခုခေတ်မှာရေတော့မထည့်ကြတော့ပါဘူးအဲဒါကြောင့်ဒါတွေကိုအလေးလေးမဖြစ်အောင်လို့ဒီလူကတင်ငယ်တစ်ခုဖန်တီးမှဖြစ်ပါတယ်လုံးရတာတော့နည်းနည်းလျှော့ပြီးတော့ခတ်ပါတယ်ဒါမဲ့ရလက်ကတော့စိတ်ဝင်စားစရာကောင်းပါတယ်ပထမဆုံးသူက paper စုပ်တွေရဲ့ထိပ်ပိုင်းနဲ့အောက်ပိုင်းကိုအညီမျှဖြတ်လိုက်ပါတယ်အဲဒီခါမှရလာတဲ့အဝိုင်းတွေကိုအလဲကနေထက်ဖြတ်ပါတယ်ဖြတ်လိုက်ရင်တော့ paper အပိုင်းအစရှိကြီးကိုရမှာဖြစ်ပါတယ်လေးရအောက်ခံဖြစ်နေသုံးမှဖြစ်လို့တန်မောင်ကိုရအောင်လို့အဲ့ဒီ paper ရဲ့အတိုင်းကိုယူလိုက်ပါတယ်ပြီးရင်တော့လေးဖြစ်လာအောင်တန်တွေနဲ့လေးပုံစံဆက်ပြီးတော့ဂေးဆက်ပါတယ်ဒီလိုဆက်တဲ့အခါမှာလည်းဆက်တဲ့နေရာတစ်ခုချင်းစီကိုတေချာလုပ်ရပါတယ်အဲ့ဒါမှပြုံးမထွက်သွားဘဲနဲ့ကြာရှည်ခံမှာပါပြီးတော့ဒီလူကတေကိုအပွင့်ပဲလှုပ်ချင်တာဖြစ်တဲ့အတွက်အလဲမလေးကွေးလို့ဆက်လို့ရအောင်တကားတွေမှာတက်တယ်လို့ပတ်တာတက်ပါတယ်တေးရဲတောင်းတွေကိုပို့ပြီးတော့ခံကောက်တန်ကွေးတွေတက်လိုက်ပါတယ်အဲ့ဒါတွေပုံပြီးသွားတဲ့အခါမှာတေးပုံစံပေါ်လာပြီးဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ paper စာတွေတက်ရမှာဖြစ်ပါတယ်ဒီလူကအဲ့ဒီ paper စာတွေကိုပထမဆုံး connect ကပ်ပါတယ်ပြီးရင်တော့ထူးပြီးလောက်ထားတဲ့ဆက်နဲ့ခံကောက်လို့မူဒီတွေလိုက်တက်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ရဲ့ paper စုပ်ကြီးကမျက်စိတစ်မိတ်တွေမှာစီးလို့ရတဲ့လေးဖြစ်သွားပါတယ်ပရိသတ်ကြီးတို့လည်းစိတ်ဝင်စားရင်တေချာတင်ယူပြီးတော့လိုက်လို့ကြည့်ဖြစ်ပါတယ်